တော်လန်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ Bernice Info မှာကြိုဆိုပါရစေနေ့စဉ်တော်လန်သတင်းများကိုကြည့်ရှုနိုင်ရန် Subscribe ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာမြန်မာသမိုင်းအလျှောက်မှာမကြုံစဘူးဆိုးဝါးတဲ့ကပ်ဘေးအန်ဒီယေကိုရင်ဆိုင်ရနိုင်ခြေရှိနေတဲ့အခြေအနေတွေကိုကျွန်တော်ရဲ့မိသားစုတွေကိုကျွန်တော်ဖော်ပြပေးခြင်းနဲ့ဗျာအထူးသဖြင့်ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာလက်ရှိအခြေအနေမှာရေဘေးကစစ်ဘေးပါကြုံတွေ့နေရတဲ့အခြေအနေကြားရဲတွေမှာကျွန်တော်တို့သိပ္ပံနည်းကြားကျွန်တော်တို့တွေ့ရှိချက်တွေနဲ့သဘောပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေရဲ့ဖော်ပြထားတဲ့အချက်လက်တွေနဲ့တကွာကျွန်တော်ရဲ့မိသားစုတွေကိုကျွန်တော်ကအရေးပေါ်ထုတ်ပြန်ကြေညာခြင်းတာပါပြီးတော့ကျွန်တော်တို့အခုလက်ရှိပေါ့နော်ကျွန်တော်တို့ပြည်သူဒီတောင်းနဲ့ချီပြီးတော့ဒုက္ခရောက်နေတဲ့အခြေအနေမှာပဲအကြံဖက်စစ်ကွတ်တက်ကဘုံကျဲတက်ဖြတ်နေတဲ့ဆိုတဲ့သတင်းတွေကိုလည်းပဲကျွန်တော်တို့ရထားတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အာရခတက်တော် A နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေရှိလို့ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ရည်ကြီးရရှမ်းပြီးတော့ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုတက်ဖြတ်နေတဲ့အကြောင်းတွေမှာပါဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုကျွန်တော်နဲ့အတူဆုံးထိရှိနေပြီးကျွန်တော်မိသားစုတအူးချင်းစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ်မနိုင်တမိုင်းတခြားမကြုံဖူးလောက်အောင်ကိုကြီးမားတဲ့ကျွန်တော်တို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပေးကြီးတစ်ခုဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့တွေ့ရှိချက်တွေပါရာသူတို့ဖောက်ပြန်မှုနဲ့သဘောဘေးအန္တရာယ်ကြားထဲမှာကျွန်တော်တို့မြန်မာနိုင်ငံဟာကြာရောက်နေတာဖြစ်ပါတယ်ဗျဒါအပြင်ကျွန်တော်တို့အခုဆိုရင်လေးမြတ်နှာဒေသတွေမှာသဘောဘေးနဲ့စစ်ဘေးဒဏ်ကိုတပြိုင်နက်တည်းတစ်ချိန်တည်းမှာပဲခံရတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ရေဘေးတင့်နေတဲ့ကျွန်တော်တို့ရသားပြည်သူတွေကိုကျန်းဖတ်စစ်ခွတ်တက်ကလေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေတိုးပြီးတော့လှုပ်ဆောင်လာတဲ့အကြောင်းမှာဒီနေ့ကျွန်တော်တို့ကမ္ဘာတဝန်းရာသီဥတုဖောက်ပြန်မှုတန်ကိုပြင်းထန်စွာခံစားနေကြရပါတယ်။ကျွန်တော်မြန်မာနိုင်ငံရဲ့မြေမျက်နှာသွင်ပြင်နဲ့ဒေသအသီးသီးရလည်းပဲအဲ့ဒီရိုက်ခတ်မှုတွေကိုဓာတ်ရိုက်ရင်ဆိုင်ခံစားနေကြရပါတယ် AR တိုင်းဒေသကြီးလေးမျက်နှာမြို့နယ်တွင်ငဝုံမြစ်ရေကာတာကျိုးပေါက်မှုကြောင့်ကျေးရွာပေါင်း10ရွာထက်မနည်းရေကြီးရေမြုပ်နေရပြီးတော့ပြည်သူထောင်နဲ့တောင်းနဲ့ချီပြီးတော့ကျွန်တော်တို့ရေဘေးရှောင်နေကြရပါတယ်အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတာကကျွန်တော်တို့လက်ရှိဖြစ်ပေါ်နေတဲ့သဘောဘေးအန္တရာယ်ရဲ့တကယ်လက်တွေ့သရုပ်ဖော်ချက်တစ်ခုပဲဖြစ်ပါတယ်ရေဘေးသင့်ဒေသတွေမှာတောက်သုံးရေခက်ခဲနိုင်တယ်ကိုယ်တိုင်ချစ်ပြုတ်စားတောက်ဖို့အတွက်အဆင်မပြေနိုင်ဘူးအသင့်စားရိတ်ခါတွေလိုအပ်ခြင်းနဲ့ရေရှည်မှာဝမ်းပြတ်ဝမ်းလျှောယောဂတွေရေပြားရရမှုဖြစ်လာနိုင်တဲ့ကျန်းမာရေးစိန်ခေါ်ချက်တွေအများကြီးကိုပါရင်ဆိုင်ကြရမှာပါကျန်းမာရေးလုပ်သားတွေအနေနဲ့ကလည်းဆက်လီနဲ့သွားတာတွေသူတို့ကိုယ်နိုင်မရောက်တဲ့နေရာတွေကလည်းအများအပြားဖြစ်ပါတယ်ရင်းနေတဲ့ဒေသတွေရှိသည့်တိုင်အောင်လဲပဲသွာလာဖို့ခဏတိုင်ခက်ခဲနေစေဖြစ်တယ်လို့ကျွန်တော်တို့တွေ့နေရပါတယ်ဒါဟာကျွန်တော်တို့ပြည်သူလူထုတကယ့်ကိုခန်းစားနေရတဲ့အကြက်တဲတွေဖြစ်တယ်ရာသီဥတုဖောက်ပြန်မှုဒီရလက်ဟာအသေးစားဆယ်မြောင်းတွေနဲ့ရေကာတာငယ်များပင်လျင်မြည်သည့်ချိန်ထိပေါ့နော်အားနဲ့ပြိုလဲနိုင်နေဆိုတာကိုပြသတာကအခုလေးမျက်နှာကလက်တွေ့သင်ခန်းစာတစ်ခုဖြစ်ပါတယ်လေးမျက်နှာမြို့နယ်အတွင်းဒေသငယ်လေးတစ်ခုဖြစ်တဲ့ရေကာတာကျိုးပေါက်မှုရေဘေးတန်ကိုဒေသခံပြည်သူတွေအစမတန်ပင်မဆင်းရဲစွာနဲ့ရင်ဆိုင်နေကြရတယ်ဒီအခြေအနေကိုအခြေခံပြီးမြန်မာနိုင်ငံအသက်သွေးကြောဖြစ်တဲ့ AR မြစ်ကြောင်း AR ဟာမြန်မာနိုင်ငံရဲ့အသက်သွေးကြောမြန်မာရဲ့အသက်သွေးကြောဖြစ်တဲ့ AR မှာကြီးမားတဲ့မြစ်ဆုံစီမံကိန်းအဲ့ဒီ AR မြစ်ဆုံဆယ်ကြီးတာဆက်လက်ပြီးတော့အကောင့်ထဲပေါ်သွားမယ်ဆိုရင်ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့စဉ်းစားတွေးခေါ်ကြည့်ုံနဲ့တကယ့်ကိုကြောချမ်းကျင်စရာကောင်းလာပါတယ်ဒါဟာကျွန်တော်တို့နိုင်ငံအတွက်ကတော့တကယ့်ကိုကြောက်မက်ဖွယ်ရာအခြေအနေတစ်ခုပါကျွန်တော်တို့နိုင်ငံဟာငလင်ကြောတွေဖြတ်တန်းရာဒေသတွေရှိတယ်သဘာဝဘေးအန္တရာယ်တွေပုံမဖြစ်ပွားလွယ်တဲ့အခြေအနေတွေလည်းရှိတယ်မြေမျက်နှာသွင်းမြအခြေအနေမျိုးတွေကြောင့် AR မြစ်အစပြုရာမြစ်ဆုံဒေသမှာကြီးမားတဲ့ရေကာတာကြီးတိဆောက်မယ်ပြီးတော့ဖြစ်လာနိုင်တဲ့မြေငလျင်အန္တရာယ်တွေနဲ့ရာသီဥတုဖောက်ပြန်မှုတွေအလွန်ပင်မိုးသီးထန်စွာရွာသွန်းတဲ့ရေရှည်ခံနိုင်မှုရှိနိုင်ပါမလားဆိုတဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးတော့ဘသူတွေကမှတိကျကြကြဖြေဆိုထားတာမရှိပါဘူးတကယ်လို့သာ AR မြစ်ကြီးမှာကျွန်တော်တို့မြစ်ဆုံစီမံကိန်းကြီးလှုပ်ဆောင်ခဲ့မယ်ဆိုရင်ပေါ့ဗျာဆယ်ကြီးတစ်ခုခုသာထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်လာမယ် AR မြို့ဝမ်းတစ်ခွင်မှာရှိတဲ့မြို့ပြအများပြားနဲ့ကျေးရွာအများပြားတန်းနဲ့ချီတဲ့ကျွန်တော်တို့ရဲ့ပြည်သူလူထုပြီးတော့ကျွန်တော်တို့ရဲ့အသက်အိုးအိမ်စီးစိမ်မိနစ်ပိုင်းတွင်းမှာပဲပျက်စီးခံရမယ်အန်ဒီရဲ့ရင်ဆိုင်ကြရမှာဖြစ်ပြီးတော့မြန်မာတမိုင်းတလျှောက်မကြုံဖူးလောက်အောင်ကိုကြီးမားတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးကြီးတစ်ခုတေချာပေါက်ဖြစ်လာနိုင်ပါတယ်
အမှန်တရားကိုမျက်ကွယ်ပြုပြီးတော့ငါစကားငါနွားမြစ်ဆုံဆယ်တိဆောက်မှုကိုအကောင့်ထဲပေါ်သူများနဲ့ထောက်ခံတဲ့သူတွေတစ်ဖက်သက်ဆန်တဲ့အယူဆတွေနဲ့အကျိုးစီးပွားတွေအတွက်မမြင်ကျင်အောင်စောင့်နေကြတဲ့သူတွေရောတိုင်းပြည်နယ်လူမျိုးအပေါ်မှာတကယ့်ကိုကြီးမားတဲ့ရာဇဝတ်မှုပြုလုပ်နေတဲ့ပုံစံကျွန်တော်တို့မြင်တွေ့နေကြရပါတယ်သိပ္ပံနေကြသူတေသနာကျွန်တော်တို့ပြုလုပ်ချက်တွေနဲ့တဘာဝထိန်းသိမ်းရေးပညာရှင်တွေရဲ့သတိပေးပြောဆိုချက်တွေပြီးတော့ဒေသခံပြည်သူတွေရဲ့လက်တွေ့ရင်ဆိုင်နေရတဲ့အတန်တွေကိုနှလုံးသွင်းပြီးတော့ကျွန်တော်တို့လိုအပ်ပေမဲ့လည်းပဲသူတို့ဟာအကျိုးစီးပွားအတွက်ကိုမြစ်ဆုံဆယ်ကြီးကိုလည်းလုပ်ဖို့အတွက်တရုတ်နဲ့ထပ်ပြီးတော့သဘောတူညီချက်တွေယူထားတဲ့အာဏာရှင်အကြမ်းဖက်စစ်ခွေးတက်ရဲ့အခြေအနေတစ်ခုလည်းကျွန်တော်ထည့်သွင်းပြီးတော့စဉ်းစားကြရမှာဖြစ်ပါတယ်အနေအထားတစ်ခုဒါမှမဟုတ်ရေရှည်အတွက်နိုင်ငံလူမျိုးတစ်ခုလုံးရင်ဆိုင်ရမဲ့ကပ်ဘေးကြီးကိုလစ်လူရှုပြီးတော့ကောင်းကျိုးထက်ဆိုးကျိုးပိုများပြီးတော့သူတို့ရဲ့အကျိုးစီးပွားတွေနဲ့သူတို့ရဲ့အာဏာတွေဆက်လက်တည်ပြဲနိုင်ဖို့အတွက်လှုပ်ဆောင်နေတဲ့အဲ့ဒီမြစ်ဆုံဆိုတဲ့စီမံကိန်းကြီးသာအမှန်တကယ်ပေါ်ပေါက်လာမယ်ဆိုရင်လက်ရှိကျွန်တော်တို့ခန်းစားနေရတဲ့လေးမျက်နှာသဘောဝဘေးအန္တရာယ်တွေရေလွှမ်းတဲ့အခြေအနေတွေပေါ်မူတည်ပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်တွေစဉ်းစားကြည့်မယ်ဆိုရင်ဘလောက်တောင်ဆိုးဝါးလာနိုင်လဲအဲ့ဒီသူတို့တွေလှုပ်ဆောင်ထားတဲ့ဆယ်ကြီးကျိုးပေါက်ခဲ့တဲ့ရေကြီးရေရှမ်းထပ်မံပြီးတော့ဖြစ်ပွားခဲ့တယ်ဆိုရင်တန်းနဲ့ချီတဲ့ကျွန်တော်တို့ပြည်သူလူထုတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေဟာနေချင်းညချင်းပျောက်သွားနိုင်တဲ့အခြေအနေတွေပါဒါတွေကိုဒီအမှန်တရားတွေကိုမျက်ကွယ်ပြုနေတာကတော့အကြမ်းမဖက်စစ်ခွေးတက်ဖြစ်ပါတယ်ဆိုတော့ AR တိုင်းလေးမျက်နှာမြို့နေရေဘေးတင့်ခံနေရတဲ့ကျွန်တော်တို့ပြည်သူတွေရဲ့မျက်ရည်တွေခက်ခဲပင်ပန်းမှုတွေနိုင်ငံတော်ဝန်လုံးမှာရှိတဲ့ကျွန်တော်တို့ပြည်သူလူထုတတိပေးခေါင်းလောင်းတန်တစ်ခုလို့ကျွန်တော်ကမြင်ပါတယ်တဘာဘေးရနေရဲ့အင်အားကိုအလေးမထားဘဲနဲ့အမျှော်မြင်ကင်းမဲ့စွာနဲ့ဆက်လက်ပြီးတော့လှုပ်ဆောင်နေကြတဲ့မြစ်တိစီမံကိန်းဆိုနောက်တစ်ချိန်မှာပြန်လည်ပြင်ဆင်လို့မရနိုင်တဲ့ဆုံးရှုံးမှုကြီးကိုဥတီသွားနိုင်တယ်ဆိုတာကိုကျွန်တော်တို့မမေးမလျော့သိနေဖို့အရေးကြီးတာပါဒါအပြင်ကျန်းဖက်စစ်ခွေးတက်ဟာလက်ရှိအချိန်မှာကျွန်တော်တို့ပြည်သူလူထုကျွန်တော်တို့ဒုက္ခအကြီးကျယ်ရောက်နေသည့်တိုင်ကျွန်တော်တို့ဇူလိုင်လထဲမှာပဲစစ်ခွေးတက်ဟာလေရင်မျိုးစုံအသုံးပြုပြီးတော့လေကြောင်းတိုက်ခိုက်မှုအကြိမ်240ဝန်းကျင်အထိလှုပ်ဆောင်ခဲ့တယ်ဆိုတာလဲကျွန်တော်တို့အားလုံးတွေ့ရှိခဲ့ရပါတယ်ဒီအချက်လက်တွေဟာမြိုင်ဒေတာတစ်ခုတည်းမှာပဲသူတို့တွေလေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီးလှုပ်ဆောင်ခဲ့တဲ့အချက်လက်ဖြစ်ပြီးတော့အဲဒီဒေတာအတွင်းထဲမှာရှိတဲ့ကျေးရွာ9ရွာကိုမီးရှို့ခဲ့ပြီးတော့နေအိမ်အလုံးပေါင်း200ကျော်ပျက်စီးခဲ့ရပြီးတော့ကျွန်တော်တို့ရသားပြည်သူ24ဦးကိုအကြမ်းဖက်စစ်ခွေးတက်ကတပ်ဖြတ်ခဲ့တာပါလေးမျက်နှာဒေတာတစ်ခုတည်းမှာပဲသဘောဝဘေးအန္တရာယ်တွေကိုရင်ဆိုင်ကြုံတွေ့နေရတဲ့ကျွန်တော်တို့ပြည်သူတွေဟာအခုဆိုရင်စစ်ခွေးတွေရဲ့ဘေးအန္တရာယ်ကိုပါထပ်မံပြီးတော့ကြုံတွေ့နေကြရပါပြီဒါကကျွန်တော်တို့ဩဂတ်စ်လ1ရက်နေ့တည်းကကျန်းဖက်စစ်ခွေးတက်ဟာကျွန်တော်ရသားပြည်သူတွေကိုလေကြောင်းကနေပြီးတော့ချိန်ဖန်များစွာဘုံကျဲတက်ဖြတ်နေတာကြောင့်ပါဆိုတော့ AR တိုင်းကျွန်တော်ဟင်္ဒရာခရိုင်လေးမျက်နှာမျိုးပေါ့နော်အဲ့ဒီမှာရှိနေတဲ့ဒေသခံပြည်သူတွေရည်ကြီးရေရှမ်းနေတဲ့ကျွန်တော်တို့ရုပ်သံမှတ်တမ်းတွေသူတို့ရဲ့ဓာတ်ပုံဗီဒီယိုတွေက online social စာမျက်နှာအထက်မှာဘလူးပြန်အောင်မြင်တွေ့နေရတာပါဒါအပြင်ကျွန်တော်တို့အဲ့ဒီရည်ကြီးရေရှမ်းမှုကိုအခွင့်ကောင်းယူပြီးတော့လိန်စားနေတဲ့ကျွန်တော်တို့အလှခံနေကြတဲ့သူတွေကိုလည်းကျွန်တော်တို့မိဘပြည်သူတွေကအထူးသတိထားရမှာဖြစ်ပြီးတော့အကြမ်းဖက်စစ်ခွေးတက်ရဲ့ဝါဒဖြန့်တဲ့မှိုင်းတွေကိုလည်းကျွန်တော်တို့အထူးသတိထားရမှာဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့တွေ့လိုက်ရတယ်ငပြူဆိုတဲ့ဗျူစောထီးတွေဟာအဲ့ဒီနေရာတွေမှာကျွန်တော်ရသားပြည်သူတွေကိုကယ်ဆယ်တရားသူတို့တွေလှုပ်ဆောင်နေကြတာကိုကျွန်တော်တို့တွေ့နေရတာဖြစ်ပါတယ်ဒီဘေးအန္တရာယ်တွေဟာကြိုတင်ကာကွယ်မှုကြိုတင်ပြင်ဆင်မှုကျွန်တော်တို့ပြည်သူလူထုကိုကြိုတင်အသိပေးမှုဘာတစ်ခုမှမလုပ်ခဲ့တဲ့စိုးကြိုးတွေကြောင့်ဖြစ်တယ်အဲ့ဒီစိုးကြိုးတွေရဲ့အဓိကတရားခံကဘာတူပါလဲကျွန်တော်ရဲ့မိဘပြည်သူအချက်မဖက်စစ်ခွေးတက်ပါလက်ရှိကျွန်တော်တို့ပြည်သူလူထုရဲ့အာဏာကိုတရားဓမ္မလူယူပြီးတော့သမဏနေရာကိုရယူထားတဲ့မင်းအောင်လှိုင်နဲ့အာနာယူအုပ်စုကြောင့်ကျွန်တော်တို့ပြည်သူလူထုအလူးလဲခံစားနေရတာဖြစ်တယ်ဆိုတော့ဩဂတ်စ်လ1ရက်နေ့နဲ့9နာရီကျော်လေးမျက်နှာမြို့နယ်အတွင်းမှာရှိတဲ့ဆက်ဆက်ယူကျေးရွာကိုလေကြောင်းကနေဘုံညက်တိုက်ခိုက်ခဲ့တယ်စစ်ဘေးရှောင်တွေရောက်ရှိနေတဲ့အဲ့ဒီမှာအမျိုးသမီးတဦးနဲ့အမျိုးသား3ဦးပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လေးမျက်နှာမျိုးနဲ့အတွင်းမှာပဲတုံတော်ဝက်ကုန်းစန်းကုန်းလဲခုံကြီးစတဲ့ကျေးရွာတွေမှာလည်းပဲအကျန်းဖက်စစ်ခွေးတဲ့လက်နက်ကြီးတွေနဲ့နေရောညရောရန်တမ်းပြတ်ခတ်မှုတွေ
လောက်ဆောင်နေတာဘာကြောင့်ပြစ်ခတ်တာလဲဆိုတော့ကျွန်တော်မိသားစုကျွန်တော်နောက်ထပ်သတင်းတစ်ခုမှကျွန်တော်ဖော်ပြမယ်အဲ့ဒီမှာလည်းပဲကျွန်တော်ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သဘောဘေးအန္တရာယ်တွေကြုံတွေ့နေရတဲ့အကူအညီမဲ့နေတဲ့အကာအကွယ်လည်းမဲ့နေရတဲ့ကျွန်တော်တို့ပြည်သူလူထုတွေရဲ့အန်ဒီဟာတော့တော်တော်လေးကိုကျွန်တော်တို့ဒါကြီးမားနေတယ်လို့ကျွန်တော်ဒေသခံပြည်သူကဒီကနေ့မှာပဲသတင်းပေးပို့ထားတာဖြစ်ပါတယ်ရည်ကြီးတဲ့ရပိုင်းတွေကနေပြီးတော့ကျွန်တော်တို့လေးမြတ်နှပတ်ဝန်းကျင်တွေမှာလေရင်တွေတစ်ချိန်လုံးပြန်တန်းနေတာကိုတွေ့ရတယ်ဇလွန်ဟင်္ဒရာလေးမြတ်နှကိုဖြစ်ပြန်နေတဲ့ဘုံကျဲမှုတွေရှိတယ်အရကတက်တော့ AA ရဲ့ကျွန်တော်တို့ထုတ်ပြန်ကြေညာချက်တွေအရာအကြမ်းဖက်စစ်ခွေတက်ဟာAA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့စစ်မျက်နှာပြင်မှာခွေးရှုံးဝက်ရှုံးရှုံးနေနေတာကြောင့်ဒီကောင်တွေရန်တမ်းပြီးတော့ဘုံကျဲနေတာဖြစ်တယ်လို့ကျွန်တော်တို့သိရှိထားရပါတယ်ဆိုတော့လေးမျက်နှာမြို့နယ်မှာရည်ကြီးရေရှမ်းမှုမြို့ပေါ်9ရက်ကွက်ကျေးရွာပေါင်း100ကျော်တိတိကျကျဆိုတော့106ရွာအင်ဂျီပေါင်း9934လုံးအိမ်အောင်စု9855စုလူဦးရေ12609ဦးရေဘေးတင့်နေတယ်လို့လက်တလောထုတ်ပြန်ကြေညာချက်တွေမှာတွေ့ရပေမဲ့အဲ့ဒီထက်ပိုမိုများပြပြီးတော့2ဆ3ဆနီးပါးအထိကျွန်တော်တို့ဒါဘေးဒုက္ခရောက်နေကြရတယ်လို့ကျွန်တော်တို့ဒေသခံအရက်သားကသတင်းပေးပို့ထားပါတယ်ဆိုတော့လက်ရှိအခြေအနေတွေမှာလည်းကြုံတွေ့နေရတဲ့ရေဘေးအန္တရာယ်သဘာဝဘေးအန္တရာယ်တစ်ခုတည်းမှုတ်ဖဲနဲ့ဒေသနာဆိုင်ရာဂျမတ်ဖက်စစ်ခွေးတက်ရဲ့ရုပ်မှရိုင်းဆိုင်မှုတွေနဲ့တာဝန်ကင်းမဲ့မှုတွေစီမံခန့်ခွဲမှုအားနည်းညံဖြစ်မှုတွေကြောင့်ကျွန်တော်တို့ဒေသခံပြည်သူတွေဟာဒီဒုက္ခကိုရင်စီးခံနေရပါကြောင်းကျွန်တော်ရဲ့မိသားစုတွေကိုအတိပေးပြောကြားခဲ့တာဖြစ်ပါတယ်ဒီဘေးဒုက္ခတွေနဲ့ဒီအခြေအနေအထိဘာကြောင့်ဆိုးဝါးလာတာလဲဆိုတာကိုကျွန်တော်ရဲ့မိသားစုအနေအဓိကတရားခံကိုမြင်စေလိုတာပါဟုတ်ပြီကျွန်တော်တို့ရေဘေးတင့်နေတယ်ကျွန်တော်တို့ပြည်သူလူထုတို့အချိန်နဲ့တပြေးညီကူညီဆောင်ရွက်ရမယ့်အစားအမှန်တကယ်ဆိုရင်အဲ့ဒီရဟတ်ရင်နဲ့အဲ့ဒီကျွန်တော်တို့ဒီကြောင့်ကနေဘုံကျဲနေတဲ့သူတို့အသုံးပြုနေတဲ့ရဟတ်ရင်မျိုးစုံကပြည်သူလူထုကိုကာကွယ်ရမယ့်အစားသူတို့ကစစ်ဘက်တွေမှာအဓိကအသုံးပြုပြီးတော့ပြည်သူလူထုကိုတောင်မှဘုံကျဲတက်ဖြတ်ပြတ်တက်နေတယ်ဆိုတာလည်းကျွန်တော်ရဲ့မိသားစုနေအတိပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ AR တိုင်းစစ်မျက်နှာပြင်ကခဏအချိန်ထိကျွန်တော်တို့အားကောင်းစွာနဲ့အောင်ပွဲတွေရရှိနေစေဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စိုးမိုးထားတဲ့နေရာအများစုကိုအကြမ်းဖက်စစ်ခွေးတက်ကကျွန်တော်တို့အဓိကအဖြစ်ကတော့ရခိုင်ပြည်တောင်ပိုင်းပေါ့နော်ခွာမြို့နယ်နဲ့နေမချင်းထိစပ်နေတဲ့ AR ဘက်ကနေပြီးတော့ထိုးစစ်ဆင်ဖို့အတွက်စ조사နေတာပါမနေ့ကလည်းအဲ့ဒီအသေးစိတ်ဗီဒီယိုဖိုင်ကိုလည်းကျွန်တော်ဖော်ပြခဲ့တာရှိပါတယ်ဆိုတော့ဒီလိုမျိုးစ조사မှုတွေကိုကျွန်တော်အရကတက်တော့ A နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကအကောင်းမွန်ဆုံးဖြတ်တော့ဟန်တာခြေမုံနှိုင်နေတယ်လို့ဒီကနေ့ဩဂတ်လ9ရက်နေ့မှာပဲအရကတက်တော့ AA ရဲ့ထုတ်ပြန်ကြေညာချက်မှာတွေ့ရပါတယ်ကျွန်တော်ရဲ့ Telegram မှာလည်းအဲ့ဒီမှာကိုတွေးကိုဒူးပြီးတော့ပေါ့နော်တွင်းထဲမှာဝင်အိတ်နေတဲ့စစ်ခွေးတွေရဲ့ဓာတ်ပုံမှတ်တမ်းတွေကိုလည်းကျွန်တော်ဖော်ပြဖို့ရှိပါသေးတယ်မိုးရဲရေထဲမှာကျွန်တော်တို့ကရသပြည်သူတွေထိခိုက်ဒဏ်ရာရရှိရသပြည်သူတွေထိခိုက်ဒဏ်ရာရရှိမှုတွေပြီးတော့ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပေါ့နော်တက်နိုင်ဆုံးကျွန်တော်တို့နီးစပ်ရာဒေသတွေမှာကျွန်တော်ထိန်းချုပ်တဲ့နေရာဒေသတွေမှာလည်းကယ်ဆယ်ရေးတွေလှုပ်ဆောင်နေတဲ့အခြေအနေတွေကိုဆောင်ရွက်နေတာအချိန်ထဲမှာပဲဂျမ်ဖက်စစ်ခွစ်တက်ကလည်းစကြောင်းထိုးနေတာလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော် AR နဲ့ကျွန်တော်အဲ့ဒီ data တစ်ဝိုက်ကိုပဲစကြောင်းထိုးတာမျိုးမဟုတ်ဘဲနဲ့အခြားသောနေရာ data တစ်ဝိုက်မှာလည်းပဲစကြောင်းထိုးနေတာလည်းရှိပါတယ်ဟုတ်ပြီကျွန်တော်ဂျမ်ဖက်စစ်ခွစ်တက်ကရခိုင်တောင်ပိုင်းတနေရာကိုပြန်ပြီးတော့ရယူခြင်းနေတဲ့စည်ရေးဂုံတိတ်ခါဘိုင်းအရာသူတို့အဲ့ဒီနေရာကိုမဖြစ်မနေပြန်ပြီးတော့ရယူဖို့စနပြပြနေတာပါကျွန်တော်တို့တက်ချုပ်ရဲဝင်းဦးဆိုတဲ့ကောင်ကလည်းတကယ့်ကိုဘယ်လိုပြောမလဲနော်အတန်ကောင်းခက်ပြီးတော့အဲ့ဒီနေရာကိုကျွန်တော်တို့တက်မအတီးတီးနဲ့သူတို့စုပေါင်းပြီးတော့စုပေါင်းတပ်ဖွဲ့တွေနဲ့ပါအရှိကိုတိုးတက်လာခဲ့ကြတာဖြစ်တယ်လို့သိထားရတာပါအဲ့တော့ကျွန်တော်တို့အရခတ်တက်တော်အိမ်နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ကျွန်တော်တို့ရေကြီးတာပေါင်း၄မျက်နှာပေါ့နော်အဲ့ဒီမှာခွာနဲ့ထိစက်နေတဲ့နေရာအလုံးမှာလည်းပဲကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဝင်တွေကတီးတီးနေရာယူပြီးတော့ဝင်းရံပိတ်ဆိုးချိန်ပုံးမှုတွေအောက်မှာကျန်ဖက်စစ်ခွေးတက်ကတော်တော်လေးကိုအထီးကကြဆုံးများနေကြတာဖြစ်ပါတယ်ဆိုတော့အလုံးရင်းနဲ့တက်လာတဲ့အခါတိုင်းမှလည်းအဲ့ဒီစစ်ကြောင်းမျိုးစုံနဲ့အဲ့ဒီတမတွေဟာလည်းပဲလှည့်ပြန်ပြေးပြီးတော့ဖွာလံပြဲသွားတယ်လို့ကျွန်တော်တို့အဲ့ဒီမြေပြင်သတင်းအချင်းမြစ်တွေကဆိုပါတယ်ဆိုတော့မြေပြင်စစ်ကြောင်းနဲ့ဝင်ရောက်ဖို့အတွက်မလွယ်ကူနိုင်တဲ့ကျန်းဖက်စစ်ခွတ်တက်ကကောင်တွေကလေကြောင်းကနေပြီးတော့ကျန်းဖက်မှုမျိုးစုံကိုပြင်းပြင်းထန်ထန်လှုပ်ဆောင်နေတာမို့လို့လက်ရှိအချိန်မှာကျွန်တော်တို့ရေဘေးရော
စစ်ခွေးဘေးကိုပါကြုံတွေ့နေရတယ်ကျွန်တော်တို့ပြည်သူတွေအကြောင်းလို့ကျွန်တော်ကဆိုတာပါအဲ့ဒီကျွန်တော်တို့အကြမ်းဖက်စစ်ခွေးတဲ့ရခိုင်တောင်ပိုင်းမြို့နယ်ကွာတန်တွဲကျွန်တော်ရေချောင်းကနေပြီးတော့တစင်ကတ်တက်ဖို့စစ်စင်တွေပြုလုပ်ခဲ့ကြပြီးပြီဒါပေမဲ့လည်းအာရကတက်တော့အေးနဲ့ကျွန်တော်ထိတိုက်တဲ့ပွဲတွေမှာကန်တက်လို့လုံးဝမရဘဲနဲ့ဒီကောင်တွေအကုန်လုံးဒါစစ်ခွေးတွေရဲ့စစ်သမောတွေပါကျွန်တော်တို့ပြစ်ချနိုင်တဲ့အခြေအနေတွေလည်းကျွန်တော်တို့အားလုံးမြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာခွာမြို့နယ်ကကျွန်တော်တို့စစ်ရေရင်အကြမ်းဖက်စစ်ခွေးတဲ့စစ်သမောတွေကိုလည်းလက်နက်ကြီးတွေနဲ့ကျွန်တော်တို့ပြစ်ခတ်တိုက်ခတ်ချေမှုန်းနိုင်တဲ့အခြေအနေတွေဟိုတစ်ဖက်ဒီတစ်ဖက်လက်နက်ကြီးတွေပြစ်ခတ်နေတဲ့အခြေအနေတွေဘုံကျဲမှုတွေလည်းရှိနေတယ်လို့ဆိုတယ်ပြီးတော့အဲ့ဒီဘုံကျဲမှုတွေကြောင့်ပဲကျွန်တော်တို့ရခိုင်ပြည်နယ်ကျွန်တော်တို့တောင်ပိုင်းခွာတန်တွဲတောင်ကုန်းမြို့နယ်အတွင်းထဲမှာကျွန်တော်တို့ဒါဒေသခံပြည်သူ22ဦးသေဆုံးပြီးတော့86ဦးဒဏ်ရာရရှိခဲ့တယ်လို့ကျွန်တော်တို့အာရခတက်တော်အေရဲ့ထုတ်ပြန်ကြေညာချက်တွေမှာတွေ့ခဲ့ရတယ်ပြီးတော့ငပလီကန်းကြီးကိုလည်းပဲအကြောင်းမဲ့လာရောက်ပြီးတော့ဘုံကျဲသွားတယ်အဲ့ဒီမှာကျွန်တော်တို့ဒါ hotel brand crew တွေအများအပြားဆုံးရှုံးပျက်စီးခဲ့ရပါတယ်ဆိုတော့ငပလီကန်းကြီးကိုအကြမ်းဖက်စစ်ခွေးတွေကဘာကြောင့်ဘုံကျဲတာလဲအရှက်မရှိလို့ပဲဗျာသူတို့တွေဆုံးရှုံးထားတဲ့နေရာတွေကိုအရှက်မဲ့လာရောက်ပြီးတော့ဘုံကျဲတာအမှန်ကတော့မနာလို့ဖြစ်နေတာပေါ့ဟုတ်ပြီကျွန်တော်ရဲ့မိသားစုအနေအဲ့ဒီတိုက်ခိုက်မှုတွေပြီးတော့ Champions ခွေးတဲ့မြေပြင်တိုက်ပွဲတွေမှာအသာစီးမရနိုင်တော့တဲ့အခြေအနေတွေမှာဒါလေကြောင်းကနေပြီးတော့လေရင်တွေနဲ့အရှိန်မြင့်ပြီးတော့ဘုံကျဲတိုက်ခိုက်နေတာလို့အာရခတက်တော် A ရဲ့ထုတ်ပြန်ကြေညာချက်မှာတွေ့ရတယ်ကျွန်တော်တို့အာရခတက်တော် A ရလည်းပဲကျွန်တော်တို့တော်လန်ရေးမှထူးကြုံပြောင်မြောက်စွာနဲ့ပဲရခိုင်ရဲ့ကျွန်တော်တို့မြို့နယ်14မြို့နယ်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့ဒါချင်းပြည်နယ်ကမြို့နယ်တွေမပါသေးဘူးเนาะကျွန်တော်မိသားစုဆိုတော့အဲ့ဒီမှာရှိတဲ့မြို့နယ်တွေအကုန်လုံးတိုက်ခိုက်သိမ်းပိုက်ထားတဲ့အခြေအနေကနေပြီးတော့ယနေ့အချိန်ထိဘယ်မြို့ကိုမှတစ်ခုမှပြန်မပေးရသေးပဲနဲ့ဆက်လက်ပြီးတော့ထိန်းချုပ်ထားဆဲဖြစ်တယ်လို့အခုလည်းပဲရှေ့တို့ကျွန်တော်ပူပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ပတ်ပြီးတော့တီးနေတာပါဆိုတော့ဒီအခြေအနေမှာကျွန်တော်တို့ရခိုင်နဲ့နေမြေထိစက်နေတဲ့နေရာတွေကိုအကြမ်းဖက်စစ်ခွေးတက်ကနေပြီးတော့မြေပြင်စစ်ကြောင်းထိုးတာနဲ့ကျွန်တော်တို့အာရခတက်တော် A နဲ့ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေတာပါလက်ရှိတိုက်ပွဲတွေရရှိထားတဲ့နောက်ဆုံးသတင်းအခြေအနေအရမှာတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ကောင်းမွန်စွာထိန်းချုပ်ကင်တွယ်နိုင်နေစေဖြစ်ပြီးတော့အကြမ်းဖက်စစ်ခွေးတက်ကလေချောင်းသုံးမျိုးတွေကိုအစမတန်သုံးပြီးတော့ရသပြည်သူတွေကိုသာတက်ဖြတ်နေကြကြောင်းကျွန်တော်မိသားစုနဲ့တည်ပေးလို့တဲ့ဒီနေ့မှာကျွန်တော်ပြောပြခဲ့တဲ့အကြောင်းအရာတွေကကျွန်တော်တို့တစ်ဖက်မှာကျွန်တော်တို့ဒါလင်းမျက်နှာလိုနေရာမျိုးမှာကျွန်တော်ကြေးရွာပေါင်းရာနဲ့ချီပြီးတော့ကျွန်တော်ပြည်သူတောင်းနဲ့ချီပြီးတော့ရေဘေးသင့်နေသည့်တိုင်အောင်အကြမ်းဖက်စစ်ခွေးတက်ဟာကျွန်တော်ပြည်သူလူထုရဲ့မျက်နှာကိုတစ်ချက်မှမကြည့်ပဲနဲ့သူတို့ရဲ့ဆုံးရှုံးထားတဲ့နေမြေတွေနဲ့ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကျွန်တော်တို့ရဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေအရှိကိုသူတို့စီကိုရောက်မလာကိုပဲသူတို့တွေဦးစားပေးပြီးတော့ခုခံပြင်ဆင်နေရတဲ့အခြေအနေတွေကိုလည်းကျွန်တော်ရဲ့မိသားစုဝင်တွေကိုအတည်ပေးလို့တယ်ဒါအပြင်ကျွန်တော်ပြည်သူတွေဘလောက်ထိပဲဒါကျွန်တော်တို့ဒါငိုကြွေးနေကြပါစေမလာတကောင်ကထိုင်းကိုသွားပြီးတော့တခီရောင်းဖို့ပဲစူးစမ်းနေကြတာဖြစ်ပါတယ်ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ကျွန်တော်လွှတ်တော်အမတ်တွေကလည်းပဲသူတို့ရဲ့ပေါ့နော်ထိုင်းရဲ့အာဏာပိုင်အဖွဲ့အစည်းတွေကိုလည်းပြင်းပြင်းထန်ထန်သတိပေးနေတာတွေရှိသလိုမလာတော့မရောက်သေးဘူးထိုင်းနိုင်ငံအတွင်းထဲမှာဒါထိုင်းကလပ်ဘောလုံးပြိုင်ပွဲတစ်ခုမှာမိုးကြိုးပစ်ခံရလို့ထိုင်းကစားသမားတအူးကွင်းထဲမှာပဲအသက်ဆုံးရှုံးခဲ့ရတယ်လို့အခြားသောကစားသမားတွေလည်းထိခိုက်ခဲ့ရတာရှိပါတယ်ဆိုတော့ကျွန်တော်တို့ပြည်သူလူထုကတော့ထိုင်းပြည်သူလူထုကိုတတိပေးနေပြီအဲ့ဒီအာကုသိုလ်ကောင်ကြီးတောင်မရောက်သေးဘူးအခုလိုဖြစ်ပျက်တွေဖြစ်တယ်ပြီးတော့အဲ့ဒီအာကုသိုလ်ကောင်ကြီးရောက်လာတဲ့အခါမှာဒီထက်ပုံမှုပြီးတော့ဆိုးရတဲ့အာကုသိုလ်တွေအလုံးလိုက်ရင်းလိုက်ရောက်လာမှစိုးရင်တဲ့အတွက်ကျွန်တော်တို့ပြည်သူလူထုကတော့ထိုင်းပြည်သူလူထုကိုတော့အတိပေးနေကြတာရှိတယ်ဒါတွေကလည်းအလကားဖြစ်လာတာမဟုတ်ပဲနဲ့အခြားသောဒါဒေသတွေကိုသွားတဲ့အချိန်မှာဥမာအိန္ဒိယကိုသွားတဲ့အချိန်တွေပြီးတော့ရုရှားကိုသွားတဲ့အချိန်တွေဒီအခြေအနေတွေနောက်ဆုံးများတရုတ်လိုမျိုးတကယ်အင်အားကြီးပါတယ်ဆိုတော့ power ကြီးတဲ့နိုင်ငံကြီးကိုရောက်ခဲ့တဲ့မအားလာရောက်ပြီးတဲ့နောက်ပိုင်းမှာတရုတ်ဟာရေကြီးရေရှမ်းမှုတွေပုံတိုင်းထန်နေတဲ့တဘာဘေးအန္တရာယ်ကိုအလူလဲခံစားခဲ့ရတာကိုလည်းကျွန်တော်တို့အားလုံးကသိမှတ်ခဲ့ပြီးဖြစ်ပါတယ်အခုကြုံတွေ့နေရတယ်ကျွန်တော်တို့သဘောကဘေးအန္တရာယ်တွေပြီးတော့သဘောကဘေးအန္တရာယ်ကြောင့်တစ်ခုတည်းမဟုတ်ဘဲနဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့သူတို့ရဲ့အားနည်းချက်တွေနဲ့သူတို့ရဲ့ညံ့ဖျင်းမှုတွေတာဝန်ကင်းမဲ့မှုတွေစီမံခန့်ခွဲမှုဘာတစ်ခုမှမရှိကြိုတင်ကာကွယ်မှုဘာတစ်ခုမှမရှိတဲ့အခြေအနေတွေကိုကျွန်တော်တို့မျက်မြင်တွေ့နေရတာဖြစ်ပါတယ်